Okay ဆိုတော့ A level abroad တက်တာကောင်းလားမြန်မာနိုင်ငံအတွင်းမဲ့တက်တာနဲ့ဘာကွာသွားလဲနားမလည်လို့ပါကွာခြားချက်တွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ကွာခြားချက်တွေထဲမှာအကြီးဆုံးကွာခြားချက်ကိုကျွန်တော်အရင်ပြောပေးမယ်ပေါ့နော်ပြီးနောက်ပိုင်းဟာတွေကတော့ဟိုအသေးမွားကွာတာတွေလောက်ပဲပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော် example တစ်ခုနဲ့ဟိုပြောသွားမယ်ပေါ့နော်ဆိုတော့ကျောင်းသားတစ်ယောက်ကမြန်မာနိုင်ငံမှာ A level ပြင်ဆင်တယ်ပေါ့နော်နောက်တစ်ယောက်ကထားပေါင် UK သွားပြီးတော့ပြင်ဆင်မယ်ဆိုတော့အကြီးမားဆုံးကွာခြားချက်ကတော့ဒီ environment ပဲပေါ့နော်မြန်မာနိုင်ငံမှာပြင်ဆင်မယ်ဆိုတော့မြန်မာနိုင်ငံကျောင်းသားကျောင်းသူဒီ A level ဖြည့်ခြင်းတဲ့သူတွေနဲ့ဖြည့်မဲ့သူတွေနဲ့တွေ့မယ်ပေါ့နော် international students တွေ့နိုင်တဲ့ရာခိုင်နှုန်းကတော့အင်မတန်ကိုနေရပေါ့ဥပမာ UK လိုနေရာမျိုးကိုသွားပြီးတော့တက်ပြီးတော့ပြင်ဆင်မယ်ဆိုတော့အဲ့မှာ A level လာဖြည့်ရဲ့ UK နိုင်ငံလူတွေလည်းရှိလို့တခြား international students တွေလည်းရှိမယ်ဆိုတော့ environment ကတော့ဟိုပထမဆုံးအနေနဲ့အကြီးဆုံးအနေနဲ့ကွာဟမှုတော့ရှိသွားမယ်ဆိုတော့ international student တွေ့နိုင်နှုန်းနဲ့ international student မတွေ့နိုင်နှုန်းနဲ့ဒါကတော့ biggest difference လို့ပြောလို့ရတယ်ဒါမြန်မာနိုင်ငံမှာ study လုပ်တာ ਨੇ နိုင်ငံခြားသွားပြီး study လုပ်တာ ਨੇ ဒုတိယကွာဟမှုကတော့ဒါကတော့တီဗီသားလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဈေးပေါ့နော်မြန်မာနိုင်ငံ tuition fees နဲ့နိုင်ငံခြား tuition fees နဲ့တော့ဒါကတော့ကွာဟမှုတော့ရှိသွားနေတယ်တကယ်လို့နိုင်ငံခြားမှာတက်မဲ့ A level တင်တန်းကလည်းနည်းနည်းနာမည်ကြီးရဲ့ထဲမှာပါတယ်ဒါမှမဟုတ်ကိုတက်မဲ့ university ကပြန်ဖွင့်လာတဲ့ A level ဆိုရင်လေဈေးများနေတယ်ဆိုတော့ပထမဒုတိယတစ်ခုကတော့ဒီ price ခါတော့များသွားမယ်ပေါ့နော်တတိယတစ်ခုကတော့ price ပဲဒါပေမဲ့ဒီကတော့ A level exam ရဲ့ price လို့ပြောလို့ရတယ်မြန်မာနိုင်ငံရဲ့ဈေးနဲ့နိုင်ငံခြားမှာဖြေရမယ့်ဈေးနဲ့ကတော့တူမှာတော့မဟုတ်ဘူးဆိုတော့ဒီကပထမတစ်ခုကတော့ environment ကွာမယ်ဒုတိယတစ်ခုကတော့ tuition fees ကွာမယ်တတိယတစ်ခုကတော့ဒီဖြေမဲ့ exam fees ကွာပါမယ်နော်ပြီးနိုင်ငံခြားမှာသွားတက်မယ်ဆိုရင်ကွာ visa process တွေပါရ run ရမယ်ဒီတိုင်းမဲ့တက်လို့တော့မရဘူး university တက်နိုင်တယ်တူတူပဲ visa တစ်ခုခုတော့လုပ်လိုက်မယ်ဥပမာ student visa လား education visa လားဒါကတော့နိုင်ငံပေါ်မူတည်ပြီးတော့ကွာဟမှုတော့ရှိသွားနိုင်တယ်အဲ့တော့ဘယ်လိုချင်းတွေမျိုးဆိုရင် abroad မှာသွားတက်တင်လဲဆိုရင် scenario တစ်ခုနဲ့ပြောရင်ကိုက UK လိုနေရာမျိုးမှာကြောင်းတက်ချင်တယ်ကိုတက်ချင်တဲ့ university A level နဲ့ပဲလက်ခံတယ်ကိုက IGCSE ပြီးတာတယ် A level ပြင်ဆင်တဲ့ချိန်မှာလည်းက UK လိုနေရာမျိုးမှာတွားပြီးနေပြီးတော့ international student experience ကိုရကျင်တယ်နိုင်ငံခြား experience foreign experience ကိုရကျင်တယ်ပတ်စံနဲ့တက်နိုင်တယ်ဆိုတော့တခါတည်းတွားပါ visa process တွေအလုပ်ရှုပ်တယ်ဆိုပေမဲ့ရတဲ့ experience နဲ့ပြန်ရမယ့်ဟိုဒီအတွေ့အကြုံတွေကတန်တယ်ပေါ့နော်ကိုကပတ်စံနိုင်တယ်ဆိုရင်တော့တွားတက်ပါမြန်မာနိုင်ငံမှာတက်တာတဲ့တော့နိုင်ငံခြားမှာ A level တွားတက်မှာနဲ့ဖြေတာနဲ့ကတော့ဈေးကတော့မဟာတရားတော့ကွာသွားနိုင်တယ်ဆိုပေမဲ့ကိုက university တက်တော့မှရောက်ဖူးတာမျိုးမဟုတ်ဘဲနဲ့ A level လေးလာတင်ပြီးရောက်ဖူးတဲ့အတွက်ကြောင့်မလို့ကိုတက်တော့ရင်းနှီးတဲ့နေရာတစ်ခုတော့ဖြစ်သွားမယ်ဆိုတော့အဲ့လိုမျိုးဆိုရင်တော့နိုင်ငံခြားရှိကြိုသွားပြီးတော့ A level ကိုတော့ဖြည့်လို့ရတယ်အဲ့ပြင်ဆင်ပြီးတော့ဖြည့်လို့ရအဲ့လိုမဟုတ်ဘူးဆိုတော့ရန်ကုန်မှာပဲပြင်ဆင်ပြီးဖြည့်ပြီးလို့ရှင်နိုင်ငံခြားကိုသွားဟိုလိုမျိုးကြီးနိုင်ငံခြားမှာဖြည့်တဲ့ရန်ကုန်မှာဖြည့်တဲ့ဘယ်ဟာတော့ပိုပြီး impact ရှိတယ်အဲ့လိုမျိုးတွေမရှိဘူးပေါ့နော်အဓိကတော့ grades ပဲသူကိုတက်မဲ့ university က minimum requirement နဲ့တောင်းတဲ့ grade ကိုရလို့ရှင် university ကိုရှောက်လို့ရမယ်နိုင်ငံခြားမှာဖြည့်လို့ဆိုပြီးကို A level ပို့တာတယ်မြန်မာနိုင်ငံမှာဖြည့်လို့ဆို A level ကနှိမ့်နေအဲ့လိုမျိုးတော့လုံးဝမရှိဘူးပေါ့နော်အဓိက experience ရဲ့ဈေးရဒါပဲအဓိကအနေနဲ့တော့ကွာဟမှုတော့ရှိသွားမယ်ပေါ့နော်